လုံးပဲမင်္ဂလာပါကျွန်တော်က Photoshop ဖွင့်တာပေါ့နော်အဲ့ဒါ minimize လုပ်ထားတယ်အဲ့တော့ဓာတ်ပုံတစ်ခုခုကိုကဒီနီလန်းနဲ့ထည့်လို့ရပါလားဆိုတော့ပြချင်တာဖြစ်ပါတယ်အဲ့တော့ဒီ Photoshop ထဲဝင်ပြီးတော့ဒီခုလိုလေးဆွဲထည့်လိုက်တယ်ပေါ့နော်ဟုတ်ပြီထပ်ပြီးတော့ပြချင်တဲ့အကြောင်းကဒီတူးပေါက်ထဲကိုလာပြီးတော့ကျွန်တော်ဒီနေရာလေးမှာ slide tool နဲ့ slide select tool အကြောင်းပြမှာဖြစ်ပါတယ် slide tool လေးကိုကျွန်တော်ရွေးချယ်လိုက်ပြီအဲ့တော့ slide tool ကဘာလုပ်လဲဆိုရင်သူကဖြတ်တာဖြစ်ပါတယ်လီးထုတ်တာဖြစ်ပါတယ်ဒါဆိုရင်ဓာတ်ပုံကိုကျွန်တော်ဒီခုဖြတ်လိုက်ပြီးဒီခုထပ်ပြီးတော့ဖြတ်လိုက်ပြီပေါ့နော်အဲ့တော့နှစ်ခုဖြတ်ထားတယ်ထပ်ပြီးတော့ဒီညလေးမှာကျွန်တော်လာဖြတ်လိုက်တယ်အဲ့တော့ဆိုဓာတ်ပုံက၃ပိုင်းဖြတ်သွားပါနော်အဲ့မှာကျွန်တော် selection ဝင်တာကိုပြမယ်အဲ့တော့ဒီနေရာလေးတင်လာပါမှာ slide select tool လေးကိုလာယူပေးပါဒါမှကျွန်တော်တို့က select လုပ်လို့ရမှာဖြစ်ပါတယ်ဒါဆိုရင် select တယ်ဒါဆိုရင်လည်း select တယ်ဒါဆိုရင်လည်း select တယ်အဲ့တော့ဒီမှာဆိုရင်လိုနေတဲ့အတွက်ဒီဘက်နည်းနည်းလေးဆွဲယူလိုက်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်၃ပိုင်း select ထားပြီဒီဟာလေးကိုဖြတ်ချင်တယ်ဆိုတော့အဲ့ပုံမှာ right click နှိပ်ပြီးဒီ box ကြလာဒီ delete slide ဆိုတာလေးကျွေးလိုက်ရအောင်ဒါဆိုရင်သူကပြတ်သွားပြီပေါ့နော် slide ပြတ်သွားထပ်ပြီးတော့ slide ပြန်ဆွဲမယ်ဆိုရင်ဒီထဲကိုပြန်လာဒီ slide tool လို့ပြန်လာရေးပြီးတော့ကျွန်တော်တို့ကပြန်လာဆွဲအောင်ဖြစ်တယ်ဒါဆိုရင် slide ဆွဲပြီးသွားပြီပေါ့နော်ထပ်ပြီးတော့ကျွန်တော်တို့ကဒီတူးပေါက်ထဲပြန်လာမယ် select tool လို့ပြန်လာရွေးမယ် slide select tool ဒါဆိုရင်ရပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ select လိုက်ပြန်ပေးလို့ရတယ်အဲ့တော့ဒီအလဲခေါင်းအကောင်လေးမှာကျွန်တော်တို့ right click ထပ်နှိပ်လိုက်မယ်အဲ့တော့ဒီပေါက်ထဲက device slide ဆိုတာလေးကိုကျွန်တော်ထိလိုက်မှာပေါ့နော်နောက်ထိလိုက်လို့ပေါက်ကျလာအဲ့တော့ဒီ device select မှာ horizontal နဲ့ vertical ဆိုတာရှိပါတယ်အဲ့နောက်ခုကိုနားလည်ဖို့ပြောမယ်ဆိုရင်ဒီ vertical လေးကိုအမှန်ချစ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီပေါက်နေရာမှာကနန်းရိုက်ထည့်ရမယ်ဥပမာထားပါတော့နှစ်ရိုက်ထည့်မယ်ဆိုရင်ချက်ချင်းဒီကောင်ကနှစ်ဖြစ်သွားတယ်ပေါ့နော်အဲ့လိုပဲကျွန်တော်တို့ဒီအပေါ်က horizontal လေးမှာလည်းအမှန်ချစ်ပေးပြီးတော့ဒီ box လေးမှာကိုက3ရိုက်ထည့်မယ်ဆိုရင်ခုလို1 2 3ဖြစ်သွားတာပေါ့နော်အဲ့လိုရချင်တယ်ဆိုရင် okay ပြလိုက်တယ်အဲ့တော့ဒီမလိုချင်တဲ့ slide လေးကို select ပေးပြီးတော့ right click နှိပ်ပြီးဒီ delete slide ဆိုတာနှိပ်လိုက်ရင် slide select ကပျောက်သွားမှာဖြစ်ပါတယ်ပေါ့အဲ့တော့ဒီ two option bar တွေကဒီနေရာမှာကျွန်တော်တို့ bring to front bring forward send backward send to back ဒါတွေကကျွန်တော်တို့ဒီဓာတ်ပုံကိုဒီ slide လုပ်ပြီးထုတ်တဲ့အချိန်မှာကျွန်တော်တို့ထားပါတော့ဒီလိုလေးတွေရွှေ့ခဲ့မယ်ဆိုရင်ဒီ bring forward တို့ bring backward တို့ကအတက်ဝင်လာမှာဖြစ်ပါတယ်အဲ့ဒါကိုနားလည်မှစင်ပြေမှာဖြစ်ပါတယ်ထုတ်တဲ့ချိန်ကျရင်အဲ့တော့ကိုယ့်အကိုထုတ်စမ်းကြည့်ပါမယ်နော်ဟုတ်ပြီဒီတိုင်းရိုးလေးဒီတိုင်းလေးဖြတ်ထားတဲ့အောင်ထုတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ကဒီ menu bar တွေက file tab ကိုလာမယ်ပြီးရင်ကျွန်တော်တို့ဒီနေရာလေးကိုလာပါ save forward device ဆိုတာလေးကိုကျွန်တော်ရွေးချယ်ပေးရမှာဖြစ်ပါတယ်အဲ့ဒါလေးထိလိုက်မယ်ဆိုရင်ဒီလိုအနေထားပေါ့နော်ဒါကတော့ light select ပြီးတော့တပုံချင်းထုတ်လို့ရတယ်ဒီခုဒီလို select ထားတဲ့အပိုင်းလေးပဲထုတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီ save ထဲကိုလာလိုက်ပါလာပြီးတော့ရင်ကျွန်တော်တို့ဒီနေရာမှာတော့ဓာတ်ပုံတိမ့်မဲ့လမ်းကြောင်းလေးရွေးချယ်ရမှာဖြစ်ပါတယ် desktop လေးကျွန်တော်ရွေးချယ်ပေးလိုက်ပြီ save and type ဒီ how do you save as type ဆိုတာကျတော့ကျွန်တော်ဒီနေရာလေးမှာဒီလိုရွေးချယ်စရာထဲကတော့ဒီဟာလေးရွေးထားပါတော့ပြီးရင်ဒီ slide မှာ all slide ဆိုရင်ကျတော့ကျွန်တော်တို့ဖြတ်ထုတ်ထားတဲ့ slide တွေအကုန်လုံးရမယ်ပေါ့နော်ဒီတစ်ခု select ထားတာလေးပဲရချင်တယ်ဆိုတော့ select slide လေးရွေးလိုက်ပေါ့ဒါဆိုရင်ဒီလိုဖြစ်တော့မှာပေါ့နော်ဒီခုကကျွန်တော် select ထားတာလေးပဲမရချင်အကုန်လုံးထုတ်ပြချင်တာဖြစ်တော့ all slide ဆိုတာလေးရွေးလိုက်ပြီရွေးပြီးတော့ကျွန်တော်တို့က save ဆိုတာလေးနှိပ်လိုက်ရုံပဲဒါဆိုရင်ချက်ချင်းသူက save သွားပါပြီအဲ့တော့ကျွန်တော် minimize လုပ်လိုက်ပြီဒါလေးပိတ်လိုက်ပေါ့နော်အဲ့တော့ဒီ desktop မှာဒီ folder လေးကိုတော့တွေ့ရမယ်ပေါ့နော်ဒါလေးဖွင့်လိုက်တဲ့အချိန်မှာဒီမှာမြင်တွေ့တဲ့အတိုင်းပဲရောက်ချလာပြီတွေ့လားကို slide ထားခဲ့လောက်တော့ရလာတာဖြစ်ပါတယ်ဟုတ်ပြီကျေးဇူးများတင်ပါတယ်နောက်ပိုင်းမှာပြန်ဆောင်ရအောင်